ဒါကသူတို့ကိုရက်ပိုင်ရနေပြီးတော့လေဝင်းမြို့နယ်ပတ်တာချောင်းနေရလောင်းလေးနှစ်စီပေါ့နော်သူ့ဘောရရှိခဲ့တာသူလောင်းလေးနှစ်စီကိုကောဘောဆွဲတဲ့ပြီးပါယူကိုရီပေးနေကြတာပဲနိုင်ရေးတက်လောင်လေရေးတက်ပေးလေတော့မသိဘူးဗျာပြီးတော့ဝင်ကူးကုန်ကူးတာလည်းဘာကူးလို့ကူးမှလည်းမသိဘူးပြောလည်းမပြောကူးကဘာကူးလဲကူးတယ်ပေါ့ဘာနဲ့ဆိုလဲဘာနဲ့ပေါ့ဒါမှလည်းမပြောကူးတဲ့ရေးတက်ရမှာပုဂ္ဂိုလ်ကလည်းရေးတက်ရမှာအဲ့ဒါပဲရေလေးတစ်ခွက်လောက်ဖတ်ရရုံပဲဦးလားရေးဘူးရုပ်ကြီးတွေနေနေတယ်ဒီလိုဒီပါဗျာပူရတဲ့တော့မလားအဲ့လိုပဲနည်းနည်းဟိုနေဖြစ်တာနဲ့ပြန်ပြီဝင်လာပြန်ပြီ